တောက်ကြသားနဲ့တောက်ကြသမီးပေါက်ဖက်ထားတဲ့အိမ်အောင်မက်တွေအတွက်စာမဏေပြောပြသွားမယ်။တောက်ကြသားသမီးတွေရဲ့ပင်ကိုဆရာရဆိုရင်ချစ်တတ်တယ်၊နူးညံ့သိမ်မွေ့တဲ့အမှုပညာကိုခုံမင်းနဲ့စိန်ခံတတ်တယ်။အကောင်းကြိုက်တာပေါ့နော်။ပစ္စည်းတွေဆိုအသုံးဆောင်တွေဆိုလည်းအကောင်းစားမှသုံးကျင်တယ်အဲ့လိုလေးတွေရှိတယ်။တောက်ကြပေါက်ဖက်လိုက်ပြီးဆိုရင်အိမ်အောင်ရေးရဲ့အာသာချက်ကနှစ်ဦးစလုံးကချစ်တတ်နူးညံ့တတ်သူများဖြစ်တာကြောင့်အိမ်အောင်ရေးတာယာနိုင်တဲ့ချစ်ချင်းမြတ်တာတန်ရောစဉ်ခိုင်မာတတ်တယ်။စီးပွားတက်ကအစဉ်အတန်းမြင့်မားတဲ့ဘဝကိုရရှိနိုင်ပါတယ်။တခုတတိပြုရမှာကကောင်းတဲ့အချက်တွေများများဖြစ်နေဖို့ကလင်မယားနှစ်ယောက်စိတ်တူကိုယ်တူရှိဖို့လိုပါတယ်။တစ်ယောက်နဲ့တစ်ယောက်ပရိပခများပြီးမတည့်တတ်တဲ့တောက်ကြအချင်းချင်းဆိုရင်အဆင်မပြေပါဘူး။ကောင်းတဲ့အချက်တွေနည်းလာနိုင်ပါတယ်။အစပိုင်းမှာချစ်ခင်ကြတော့လေရေရှည်မှာစိတ်ချင်းနှီးစပ်မှုတဖြည်းဖြည်းလျော့နေလာပြီးတစ်ယောက်နဲ့တစ်ယောက်အေးဆက်ဆက်ဖြစ်သွားတတ်တယ်။ဒါကြောင့်စိတ်ချင်းဝေးမသွားအောင်အထူးဂရုစိုက်ရပါမယ်။အားနည်းချက်ကစိတ်ပျော်တယ်ငွေအသုံးမစင်ချင်ဘူးဒါလေးတွေဂရုစိုက်ရမယ်။ငွေအသုံးကျန်းတာကနှစ်ယောက်လုံးလည်းဖြစ်နိုင်တယ်လို့တစ်ယောက်ကပိုတာတာဖြစ်နေရင်လေငွေအသုံးကိုအမြန်ထိန်းချုပ်ဖို့လိုပါတယ်။နောက်တစ်ချက်ကစိတ်လက်ပေါ်ပွားစွာနေတာကောင်းပေမဲ့ပေါ်လွန်းတဲ့အခါအရာရာကိုပေါ့ပြက်ပြက်ယူဆတတ်တာကြောင့်အိမ်တွင်းကိစ္စများလုပ်ငန်းကိစ္စများမှာပေါ့ဆမှုတွေဖြစ်ပေါ်တတ်လို့ဂရုပြုစေခြင်းနဲ့အကျိုးပေးလုပ်ငန်းတွေကအလှအပနဲ့ fashion အစားအသောက်နဲ့အမှုပညာရွှေလက်ဝတ်ရတနာဖျော်ဖြေရေးလုပ်ငန်းတွေအကျိုးပေးနိုင်တယ်။သာသမီကံကောင်းပါတယ်။သာသမီတွေဟာချစ်ခင်တတ်တဲ့နူးညံ့သိမ်မွေ့ပြီးတော့အမှုပညာပါရမီပါလာနိုင်တဲ့အေဂျင့်နဲ့မိသားစုပတ်ဝန်းကျင်မှာကြီးပြင်းရပါလိမ့်မယ်။အစင်မပြေနေတဲ့အတွဲတွေအတွက်အိမ်အောင်ရေးတာယာဖို့အရရအနေနဲ့အိမ်ဖျားတွင်ဒါမှမဟုတ်ဖျားတဆူဆူမှာတောက်ကြနေတိုင်းနှင်းစီအနီရဲရဲကိုးပွင့်ကတ်လူပါမေတ္တာတုတ်ကိုးကောက်ရွတ်ပါစီးပွားတက်ရရအနေနဲ့စုဘူးနှစ်ဘူးဝယ်ပါအဲ့ဒီစုဘူးပေါ်မှာအပြာရောင်စာရွက်နဲ့ကိုးကနန်းရေးပါနံပါတ်9เนาะရေးပြီးတော့ကတ်ပါပြီးရင်စုဘူးတဲ့ကိုငွေလေးတွေထည့်ပေးပါပြေတာနဲ့အကျိုးရှိမဲ့တနေနေရာမှာသုံးပါအပျော်ပါအတွက်မသုံးနဲ့เนาะဒါလေးတွေပြုလုပ်ပြီးရင်စီပြသွားပါလိမ့်မယ်